Hello မင်္ဂလာပါပြီးခဲ့တဲ့သင်ခန်းစာတုန်းကအကုသိုလ်စိတ်12ပါးဒီပို့ချပြီးတဲ့နောက်ပါနော်ဒီသင်ခန်းစာမှာတော့ဦးဇင်းတို့အတူတူအားစိတ်18ပါးကိုလေ့လာကြမှာဖြစ်ပါတယ်အားစိတ်18ပါးထဲမှာပထမဦးဆုံးအာကုသလဝိပဿိတ်က9ပါးအပါဒီလေဆိုပြမှာပါနော်ဥပိ္ခာတဟကတံသက္ခုဝိညာဏံတထာသောတဝိညာဏံဂာနဝိညာဏံဇိန်ဝဝိညာဏံဒုက္ခတဟကတံကာယဝိညာဏံဥပိ္ခာတဟကတံတံပတိစ္ဆနစိတ်တံဥပိ္ခာတဟကတံတန္တိရဏစိတ်တင်စေတိဣမာနိတတ္တပိအာကုသလဝိပါကစိတ်တာနိနာမသူရဲ့အနက်ကရောက်တော့ဥပိ္ခာတဟကတံဥပိ္ခာတဟကတံကိုဥပိ္ခာတဟကုတ်ဖြစ်သောသက္ခုဝိညာဏံသက္ခုဝိညာဉ်စိတ်ဒါတော့သက္ခုဝိညာဉ်စိတ်ဆိုတာမြင်သိစိတ်ပေါ့တတ္ထာထို့အတူဆိုတာဒီတတ္ထာကဘယ်ကိုရည်ညွှန်းလဲဆိုလို့ရှိရင်ဥပိ္ခာတဟကုတ်ကိုရည်ညွှန်းတာတတ္ထာထိုဥပိ္ခာတဟကုတ်ဖြစ်သောသောတဝိညာဏံသောတဝိညာဉ်စိတ်တတ္ထာကဒီဂာနဝိညာဉ်ဇိန်ဝဝိညာဉ်ထိကိုလိုက်ပြီးတော့ယူလို့ရရနော်သောတဝိညာဏံဆိုတာကသောတဝိညာဉ်ဆိုတာကြားသိစိတ်ကိုပြောဂာနဝိညာဏံဂာနဝိညာဉ်စိတ်ဂာနဝိညာဉ်ဆိုတာနှာခေါင်းနဲ့ပတ်သက်တဲ့နမ်းရှုသိစိတ်ပေါ့ဇိန်ဝဝိညာဏံဇိန်ဝဝိညာဉ်စိတ်ဇိန်ဝဝိညာဉ်ဆိုတာဒါပါဇက်ရှာနဲ့ပတ်သက်တဲ့စာသိစိတ်ပေါ့ကာယဝိညာဉ်ကတော့ခေါင်းစဉ်ပြောင်းသွားပြီဒါဥပိ္ပခာသားကုတ်မို့တော့သူကတော့ဒုက္ခသားကတံဒုက္ခသားကတံဒုက္ခသားကုတ်ဖြစ်သောကာယဝိညာဏံကာယဝိညာဉ်စိတ်ကာယဝိညာဉ်ဆိုဒီခန္ဓာကိုယ်ကြီးပဲပြောထိသိစိတ်ကိုပြောဥပိ္ပခာသားကတံဥပိ္ပခာသားကုတ်ဖြစ်သောတံပဋိစ္ဆနစိတ်တံတံပဋိဆိုင်စိတ်တံပဋိဆိုင်ဆိုတာဒီစာလုံးပေါ်မှာလုံးကြီးတင်ထက်တစ်ချောင်းမြင်နာတက်နေပါတော့တံပရိဆိုင်စိတ်တံပရိဆိုင်ဆိုတာဒီအာယုန်တွေကိုဒီအာယုန်၅ပါးကိုလက်ခံခြင်းသဘောပေါ့နော်ဥပိ္ခာဒါဟကတံဥပိ္ခာဒါဟကိုဖြစ်သောတန္တိရဏစိတ်တင်စေတိကိုတန္တိရဏစိတ်တံစဣတိဆိုဒီညာလေးကဒီတိတိတင်လေးဖြစ်ပြီးတော့ကျတော့ဒါလေးကဣတိဆိုပြီးတော့ကျတော့ပုတ်ခွဲလိုက်ပါနော်စိတ်တံစဣတိဆိုပြီးတော့တန္တိရဏစိတ်တံတန္တိရဏစိတ်တန်တီရဆိုတော့ဒီအာယုံ၅ပါးနေပြီးတော့ကျတော့ဝင်လာပြီဆိုလို့ရှိရင်စုံစမ်းခြင်းသဘောပေါ့ဣတိဤသို့ဣမာနိဤစိတ်ဒီတတ္တပိကိုအရင်ဆုံးအနက်ပေးလိုက်ပါနော်တတ္တပိခုနှစ်ပါးလေးဖြစ်ကုန်သောဣမာနိဤစိတ်တို့သည်အာကုသလဝိပါကစိတ်တာနိနာမအာကုသလဝိပဿိမိတဲ့အဲကြတော့အာကုသလဝိပဿိခုနှစ်ပါးကဘာလဲဆိုလို့ရှိရင်ဥပေက္ခနံပါတ်1ကဥပေက္ခသားကိုသက္ကုဝိညာဉ်စိတ်တစ်ခုပေါ့တထာကဥပေက္ခကိုထပ်ဆွဲရမှာဖြစ်တဲ့ကြောင့်ဥပေက္ခသားကိုနံပါတ်2ကဥပေက္ခသားကိုသောတဝိညာဉ်စိတ်တစ်ခုဥပေက္ခသားကိုဂာနဝိညာဉ်စိတ်တစ်ခုနံပါတ်4ခုမြောက်ကဥပေက္ခသားကိုဇိဝဝိညာဉ်စိတ်တစ်ခုနံပါတ်5ခုမြောက်ကရတော့ဥပေက္ခမဟုတ်တော့ဘူးသူကဒုက္ခသားကိုပြောတာဒုက္ခသားကိုကာယဝိညာဉ်စိတ်တစ်ခုဒုက္ခသားကိုဒါကာယိကဒုက္ခကိုပြောတာနော်ကိုယ်ဆင်းရဲတဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဆင်းရဲတဲ့အောင်ပြောနောက်6ခုမြောက်ကဥပေက္ခသားကိုတံပရိဆိုင်စိတ်တစ်ခု9ခုမြောက်ကဥပေက္ခသားကိုတန်တေနစိတ်တစ်ခုအားလုံးအကုသလဥပစိတ်ကတတ္တ9ပါးရှိတယ်တဲ့9ပါးထဲမှာဒီခံစားချက်နဲ့ပတ်သက်တဲ့ဝေဒနာဗေဒတော့အမျိုးအစားပြန်ခွဲမှာပေါ့နော်ဝေဒနာဗေဒခွဲမယ်ဒီသင်္ခါရဗေဒအစရှိသည်ပေါ့နော်ခွဲကြည့်မယ်ဆိုလို့ရှိရင်ဝေဒနာဗေဒခွဲမယ်ဆိုလို့ရှိရင်ဒီကခုနယူထွက်လိုက်တဲ့9ပါးထဲမှာဥပေက္ခတို့ဘယ်နှပါးပါလဲဒီထဲမှာဝေဒနာဗေဒဆိုရင်ဥပေက္ခက6ပါးပါတယ်ပေါ့နော်ဥပေက္ခ6ပါးနောက်တစ်ခုဝေဒနာကဒီကာယဝိညာဉ်နဲ့ပတ်သက်တဲ့ဒုက္ခဝေဒနာပို့လာတယ်အဲကြောင့်ကာယဒီဝေဒနာဗေဒအပြည့်အတွက်မှာဆိုလို့ရှိရင်ဥပေက္ခဝေဒနာက6ပါးဒုက္ခဝေဒနာက1ပါးပေါ့နော်ဟုတ်ပြီအဲ့ဒါလေးမှတ်ခဲ့မယ်
ဒီစက္ခုသောတာဂါဏဇေဝကာယပြီးတော့တံပရိဆိုင်တန္တိနတပါးစီပါမယ်အဲ့ဒါမှတ်ခဲ့မယ်ဒီထဲမှာထူးခြားတဲ့စကားလုံးလေးကအာကုသလဝိပါကစိတ်ဓာနိနာမတဲ့အာကုသလဝိပါကစိတ်ဓာနိကိုခွဲလိုက်တော့ကြတော့အာကုသလဆိုတာအာကုသိုလ်ပဲဝိပါကဆိုတာအကျိုးပေါ့နော်အာကုသိုလ်ဤသူရတဲ့ဘက်ကအာကုသိုလ်ဤအကျိုးဖြစ်သောစိတ်များဒီအာယုံ၅ပါးကိုအခြေခံပြီးတော့ကြတော့ဒီအာကုသိုလ်စိတ်ရဲ့ဒီအကျိုးပေးဖို့ပေါ့နော်ဒီအာယုံ၅ပါးကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့အကုသိုလ်ရဲ့အကျိုးတက်ရောက်မှုပေါ့ဟုတ်ပြီနောက်စလိုက်တစ်ခုကအာကုသလဝိပဿစိတ်၈ပါးဥပေက္ခာတဟကတံကုသလဝိပါကံစက္ခုဝိညာဏံတတ္ထာသောတဝိညာဏံဂာနဝိညာဏံဇိဝဝိညာဏံဒုက္ခတဟကတံကာယဝိညာဏံဥပေက္ခာတဟကတံတံပရိစ္ဆနစိတ်တံသောမနတတဟကတံတန္တိရဏစိတ်တံဥပေက္ခာတဟကတံတန္တိရဏစိတ်တင်စေတိဣမာနိအထာပိကုသလဝိပါကဟေတုကစိတ်ဓာနိနာမတို့နဲ့ပြီးတော့ဥပေက္ခသာကတံနဲ့ဥပေက္ခသာကိုဖြစ်တော့ဗောနော်ဒီကုသလဝိပါကဆိုတာဒီကုသလဝိပါစိတ်ရှိပါးထဲမှာဥပေက္ခသာကိုဖြစ်တဲ့စက္ခုဝိညာဉ်စက္ခုဝိညာဏ်နဲ့ဆိုတာစက္ခုဝိညာဉ်စိတ်ကိုပြောတာနော်တတ္ထာထို့အတူဆိုတာဒီဥပေက္ခသာကိုလှမ်းယူရမှာဥပေက္ခသာတတ္ထာထိုဥပေက္ခသာကိုဖြစ်တော့သောတာဝိညာဏသောတာဝိညာဉ်စိတ်ဒီဇိဝဝိညာဉ်တိဥပေက္ခလမ်းယူရမှာနော်ဂာနဝိညာဏဂာနဝိညာဉ်စိတ်ဇိဝဝိညာဏဇိဝဝိညာဉ်စိတ်ဒုက္ခသာကတံဒီနေရာမှာတော့ဒုက္ခသာကတံပြောင်းသွားစောစောတော့ကအကုသလဝိပါကရတော့ဒီကိုယ်စင်းရဲနဲ့ပတ်သက်တာပါနော်အဲ့ဒါကဒုက္ခသာကတံယူလာတယ်ဒီကုသလဝိပဿနာမှာဆိုလို့ချင်းထူးခြားတာကဒုက္ခနေရာမှာဒုက္ခသာကတံပြောင်းသွားတယ်ဒုက္ခသာကတံဒုက္ခသာကိုဖြစ်တော့ကာယဝိညာဏကာယဝိညာဉ်စိတ်ပေါ့ဥပေက္ခသာကတံဥပေက္ခသာကိုဖြစ်တော့တံပဋိစ္စနစိတ်တံတံပရိဆိုင်စိတ်သောမနတသာကတံသောမနတသာကိုဖြစ်တော့တန္တိရဏစိတ်တံတန္တိရဏစိတ်ပေါ့နော်ဥပေက္ခသာကတံတန္တိရဥပေက္ခသာကိုဖြစ်တော့တန္တိရဏစိတ်တံတန္တိရဏစိတ်ပေါ့တန္တိရဏစိတ်တံစိတ်တီကိုပုတ်ခွဲလိုက်တော့ကြတော့တန္တိရဏစိတ်တံစဣတိဆိုပြီးတော့ကြတော့ပုတ်ဖြစ်ရမယ်နော်ဣမန်ဣမန်ရောအထာပိကိုအရင်ဆုံးသင်္ချာကိုရင်ပြလိုက်မယ်အထာပိဒီရှစ်ပါးလဲဖြစ်ကုန်တော့ဣမာနိဤစိတ်တို့သည်ကုသလဝိပါကဟေတုကစိတ်တာနိနာမကုသလဝိပတ်ဒီအဟေတုကစိတ်မိကုန်ကြီးပေါ့နော်အဲ့ကြတော့သူ့ကိုတရုတ်ဒီပါပေါ့ရည်တွက်ကြည့်မယ်ဆိုလို့ရှိရင်အကုသလဝိပတ်စိတ်ရှစ်ပါးကနံပါတ်1ဥပေက္ခသာဂုံစက္ခုဝိညာဉ်စိတ်တစ်ခုဥပေက္ခသာကိုသောတာဝိညာဉ်စိတ်တစ်ခုနံပါတ်3ကဥပေက္ခသာကိုဂာနဝိညာဉ်စိတ်တစ်ခုနံပါတ်4ကဥပေက္ခသာကိုဇိဝဝိညာဉ်စိတ်တစ်ခုဒုက္ခသာကိုနံပါတ်5ကဒုက္ခသာကိုကာယဝိညာဉ်စိတ်တစ်ခုနံပါတ်6ကဥပေက္ခသာကိုတံပရိဆိုင်စိတ်တစ်ခုနံပါတ်9ခုကသောမနတသာကိုတန္တိရဏစိတ်တစ်ခုနံပါတ်10ခုမြောက်ကဥပေက္ခသာကိုတန္တိရဏစိတ်တစ်ခုဆိုပြီးတော့ကျတော့အားလုံး10ပါးစီရှိရပါတော့အဲ10ပါးကိုစောစောကလိုပဲဝေဒနာဝေဒခွဲကြည့်မယ်ဆိုလို့ရှိရင်ဗာတွေပါမယ်ဒီမှာဥပေက္ခဝေဒနာနဲ့ဒုက္ခဝေဒနာပါတယ်ပေါ့နော်ဒီအကုသလဝိပဿနာ10ပါးထဲမှာဆိုလို့ရှိရင်ဥပေက္ခဝေဒနာ6ပါးပဲဒုက္ခဝေဒနာက1ပါးပေါ့နော်1ပါးစက္ခုဝိညာဉ်အစရှိတရားလည်းပဲ1ပါးဒီထဲမှာထူးခြားတာကတန်တိရဏ2ပါးပါသွားတယ်အဲကြတော့စောစောဟာနဲ့ပြန်ပြီးတော့ပေါင်းကြည့်မယ်ဆိုလို့ရှိရင်စောစောကလေ့လာခဲ့တဲ့ကုသလဝိပဿနာ9ပါးထဲမှာလည်းပဲဥပေက္ခက6ပါးဒီကုသလဝိပဿနာ10ပါးထဲမှာလည်းဥပေက္ခက6ပါးပေါင်းလိုက်တော့ဘယ်နှပါလဲ12ပါးဒီမှာဒုက္ခ1ပါးပါတယ်စောစောကဒုက္ခဝေဒနာက1ပါးစီပါရနော်သောမနတနောက်ထပ်ဝေဒနာတစ်ခုကသောမနတတစ်ခုထပ်ပါလာတယ်ဒီမှာသောမနတ1ပါးပေါ့နော်ဟုတ်ပြီစက္ခုဝိညာဉ်ကဘယ်နှပါးရှိသွားလဲ2ပါးရှိသွားပြီနော်စောစော
အကုသလဝိပဿနာ9ပါးထဲမှာတစ်ပါးပါတယ်ဒီကုသလဝိပဿနာ10ပါးထဲမှာတစ်ပါးအဲ့တော့စက္ခုဝိညာဉ်ကလည်း2ပါးဖြစ်သွားပြီသောတာဝိညာဉ်လည်း2ပါးခန္ဓာဝိညာဉ်က2ပါးဇေဝဝိညာဉ်က2ပါးကာယဝိညာဉ်ကလည်းပဲ2ပါးတမ္ပရိဆိုင်ကစောစောတစ်ပါးနဲ့အခုတစ်ပါးပေါင်းလိုက်တော့2ပါးတန်တိရဏကစောစောအကုသလဝိပဿနာ9ပါးထဲမှာတစ်ပါးပါတယ်ဒီထဲမှာ2ပါးပါတယ်တန်တိရဏသောမနတသာကိုတန်တိရဏစိတ်နဲ့ဥပေက္ခသာကိုတန်တိရဏစိတ်အဲ့တော့တန်တိရဏက3ပါးပါသွားပြီနော်ဒီမှာထူးခြားတဲ့စကားလုံးတွေပါရှိလဲဆိုလို့ရှိရင်ကုသလဝိပါကဟေတုကစိတ်တာနိနာမဆိုတာပုတ်ခွဲလိုက်တော့ကုသလဝိပါကကုသိုလ်ဤအကျိုးပေါ့နော်ဝိပါကဟေတုကကိုဝိပါကအဟေတုကလည်းပြောကြမှာအဟေတုကအာလောဘစာသောရှင်ဘဟိတ်မရှိပေါ့နော်ကုသိုလ်အကျိုးဖြစ်သောရှင်ဘဟိတ်မရှိသောစိတ်ဒီအဟေတုကရောက်တော့သူကနောက်မှလာမဲ့ဒီတာဟိစိတ်တွေနဲ့မတူဘူးပေါ့နော်ဒီအကုသိုလ်ဝိပါဒီအာဟိထဲမှာဆိုလို့ရှိရင်ထူးခြားတာကနောက်တော့ကုသိုလ်တွေရှိသေးတယ်တာဟိထဲမှာပါတဲ့ဒီကုသိုလ်တွေရှိတယ်ပေါ့နော်အဲကုသိုလ်တွေနဲ့ရှင်ဘတ်မဟုတ်တာပေါ့နော်ရှင်ဘတ်မဟုတ်တဲ့ဒီဟိတ်မရှိတာဆိုတာကတော့ဒီတာဟိစိတ်ကတော့ဒီဟိုလောဘဒေါသမောဟအလောဘအဒေါသအမောဟဆိုတဲ့ဟိတ်6ပါးနဲ့ရှင်တယ်ဒီအာဟိတ်စိတ်ကတော့ဒီဟိတ်6ပါးလုံးနဲ့မရှင်တဲ့စိတ်ကိုပြောတာနော်ဟုတ်ပြီအဲကြတော့အာဟိတ်ကိရိယာစိတ်3ပါးကိုဆက်သွားမယ်ဥပိ္ပခာသဟကတံပင်စဒွါရဝဇနစိတ်တံတတ္ထာမနောဒွါရဝဇနစိတ်တံသောမနတသဟကတံဟတိတုပ္ပါရစိတ်တင်စေတိဣမာနိတိနိပိအာကုအာဟေတုကကိရိယစိတ်တာနိနာမသူရဲ့အနတ္တိဘကဥပိ္ပခာသဟကတံဥပိ္ပခာသဟကိုဖြစ်သောပင်စဒွါရဝဇနစိတ်တံပင်စဒွါရဝဇန်စိတ်ပင်စဒွါရဝဇန်ဆိုပြီးတော့နတ်ငယ်ပေါ်မှာငါးတရေထည့်လိုက်ပါနော်ပင်စဒွါရဝဇန်စိတ်ပင်စဆိုတာငါးကိုပြောဒွါရဆိုတာဒီတကားပေါက်တွေပေါ့နော်အပေါက်တွေပေါ့အာဝဇနဆိုတာသူပေါ်ရတဲ့အာဝဇနဆိုတာဒီစူးစမ်းဆင်ကျင်တာပေါ့ဒီအာယုံ၅ပါးနေပြီးဝင်လာတဲ့ဒီအာယုံတွေကိုဘာလို့လဲဆိုတော့စူးစမ်းဆင်ကျင်တဲ့စိတ်ပေါ့နော်တထာကဘယ်ကိုရည်ညွှန်းလဲဆိုလို့ရှိရင်ဥပိ္ပခာသာဟုကိုပြန်ရည်ညွှန်းတာနော်တထာထိုဥပိ္ပခာသာဟုဖြစ်သောမနောဒွါရဝဇ္ဇနာစိတ်တံပုတ်ဖြတ်လိုက်တော့မနောဒွါရအာဝဇ္ဇနာမနောဒွါရဆိုတာကတော့စိတ်ထဲမှာထင်းလာတာပေါ့နော်အဲအာယုန်တွေကိုစူးစမ်းဆင်ခြင်တဲ့စိတ်ပေါ့သောမနတသာဟကတံသောမနတသာဟကိုဖြစ်သောဟတိတုပ္ပါရစိတ်တင်စေတိကိုပုံခါတိုင်းတွေ့နေရတဲ့အတိုင်းပဲဘယ်လိုပို့ပြမလဲဟတိတုပ္ပါရစိတ်တံစဣတိဆိုပြီးတော့ပို့ပြမှာဟတိတုပ္ပါရစိတ်တံဟတိတုပ္ပါရစိတ်ဟတိတုပ္ပါရဆိုတာဒီပျော်ရွှင်တာဝမ်းမြောက်ဝမ်းသာဖြစ်တဲ့စိတ်ပေါ့နော်ဣတိဤသို့တီနိတီနိပိသုံးပါးလည်းဖြစ်ကုန်သောဣမာနိဤစိတ်တို့သည်အဟေတုကစိတ်တာနိနာမအာဟိစိတ်အာဟိကရိယာစိတ်မိကုန်၏အဲကြတော့အာဟိကရိယာစိတ်၃ပါးကဘာတွေလဲနံပါတ်၁ကဝိပိ္ခာသဟကိုပင်စရတာဝဇန်စိတ်တစ်ခုပေါ့နံပါတ်2ကဝိပိ္ခာသဟကိုမနောဒွါရဝဇန်စိတ်တစ်ခုနံပါတ်3ကသောမနတသဟကိုဟတိတုပ္ပါရစိတ်တစ်ခုအဲ့ဒါကိုအာယကိရိယာစိတ်၃ပါးပေါ့ပြန်ပြီးတော့ analyze ဒီဝေဒနာဗေဒအစရှိသည်ဗေဒအပြင်အမျိုးအစားခွဲကြည့်မယ်ဆိုလို့ရှိရင်ဥပေက္ခဘယ်နှပါးပါလဲတစ်ပါးပါနှစ်ပါးပေါ့နော်ဒီမှာဥပေက္ခသားကိုမနောဒရာဝဇပိဿဒရာဝဇနဲ့ဥပေက္ခသားကိုမနောဒရာဝဇဆိုတော့ဥပေက္ခနှစ်ပါးပါတယ်သောမနတကတစ်ပါးပါတယ်ပိဿဒရာဝဇတစ်ပါးမနောဒရာဝဇကတစ်ပါးဟတိတုပ္ပရဟတိတုပ္ပစိတ်ကတစ်ပါးဟုတ်ပြီအဲ့ကြတော့ဒီဝိနာဗေဒစာရည်တွေကိုမှတ်ခဲ့မယ်အားလုံးဒီနောက် slide တစ်ခုမှာပြန်ပြီးတော့ပြန်ခွဲကြည့်မှာပေါ့နော်ဝိနာဗေဒဒီဥပိ္ပခာတို့သောမနတတို့ဒုက္ခဒုက္ခတို့ဘယ်လောက်ပါလဲပေါ့နော်ဒီမှာထူးခြားတဲ့စကားလုံးကအဟေတုကကိရိယာစိတ်တာနိနာမအဟေတုကကိရိယာရဲ့စိတ်တာနိနာမဆိုတာအဟေတုကအာဟိစိတ်ဒီအာဟိဖြစ်တော့ပေါ့နော်ကိရိယာကတော့ပြုဝါမြဖြစ်သောစိတ်အာဟေတုကဆိုတာဒီ
အာဟိတ်စိတ်ထဲမှာပါတဲ့ကိရိယာစိတ်ကိုပြောတာနောက်ထပ်နောက်ခန်းတွေမှာလာမဲ့ဒီဟိတ်6ပါးနဲ့ရှင်တဲ့တာဟိတ်စိတ်တွေရှိသေးတယ်အဲ့ဒါတွေကအဲ့ထဲမှာလည်းပဲကိရိယာစိတ်တွေပါတယ်ရှိရပါတော့အဲ့ဒါနဲ့မတူဘူးပေါ့ဒီကိရိယာစိတ်ကတော့ပြုကာမြဖြစ်သောစိတ်ဆိုတာကတော့ပြုကာမြဆိုတာပုံမှန်ဆိုလို့ရှိရင်ကုသိုလ်လုပ်ရင်ဒီကုသိုလ်အကျိုးပေါ့နော်အကုသိုလ်လုပ်လို့ရှိရင်အကုသိုလ်ရဲ့အကျိုးကိုထိတက်ရောက်မှုရှိတာပေါ့ဒါပေမဲ့ဒီကိရိယာစိတ်ကတော့အဲ့ဒီအကျိုးမပေးဘဲနဲ့ပြုကာမြဖြစ်သောစိတ်ပေါ့ဒါဘုရားရဟန္တာစာရည်တွေဒါပြုလို့လေ့ရှိတဲ့စိတ်ပေါ့နော်ဟုတ်ပြီအဲဆိုလို့ရှိရင်အာဟိစိတ်ကိုဏိကုံးပြန်ချုပ်ကြည့်မယ်ဆိုလို့ရှိရင်အိစေဝံတပ္ပထာပိအထာရတ္တာဟေတုကစိတ်တာနိသမတ္တာနိအိစေဝံဤသို့ဒါဏိကုံးဒီချုပ်ပြီဆိုလို့ရှိရင်ဒါမျိုးလေးသုံးတတ်တယ်ပေါ့နော်တပ္ပထာပိအလုံးစုံအားဖြင့်အထာရတ္တဟေတုကစိတ်တာနိအထာရတ္တဟေတုကစိတ်တာနိကိုပုတ်ခွဲလိုက်တော့အထာရတ္တအဟေတုကဆိုတော့ဒီနားလေးကအာကိုအတ္တရဆိုပြီးတော့ကျတော့ပေါင်းပြီးတော့ဆိုရမယ်အဟေတုကစိတ်တာနိအထာရတ္တ18ပါးကုန်သောဒါအထာရတ္တဆိုတာဒါရတ္တတို့ဓာတ္တတို့10ကိုပြောရနော်အထာရတ္တဒီ18ပါးဆိုတာ18ပါးကုန်သောအဟိတုကစိတ်တာနိအာဟိစိတ်တို့သည်သမတ္တာနိပြီးကုန်၏ပေါ့နော်သင်္ဃဂါရနဲ့အာဟိစိတ်18ပါးကိုပြန်ပြီးတော့ချုပ်ကြည့်ရအောင်တတ္တာကုတလပါကာနိပုံညပါကာနိအထတာကိရိယစိတ်တာနိတိနိတိအထာရတ္တအဟေတုကတတ္တာကုသလဘာဂာနိကိုပုတ်ခွဲလိုက်တော့တတ္တာအာကုသလဘာဂာနိအာကုသလဘာဂာနိဆိုတာအာကုသလဥပ္ပစိတ်ကိုပြောအာကုသလဥပ္ပစိတ်ကသင်္ချာအဖြစ်တတ္တဘယ်နှပါလဲ9ပါးရှိတယ်တဲ့ပုံညဘာဂာနိအထရာပုံညဘာဂာနိပုံညနဲ့ကုသလဆိုတာကတော့ဒါစင်နိုနီပဲဒီအဓိပ္ပာယ်အတူတူပဲပေါ့နော်ပုံညဘာဂာနိဆိုတာပုံညကကုသိုလ်ဆိုတော့ကုသလဝိပတ်ကအထရာ10ပါးအပြားရှိကုန်တယ်တဲ့10ပါးရှိရပေါ့ကိရိယာစိတ်တာနိဒီနိတိကိရိယာစိတ်တာနိကတော့စောစောလေးမှာလေ့လာခဲ့တဲ့ကိရိယာစိတ်ကဘယ်နှပါလဲဒီနိ3ပါးရှိတယ်တဲ့ဤသို့အထာရတ္တအဟေတုကအဟေတုကအာဟိစိတ်ကအထာရတ္တ18ပါးရှိပါတယ်တဲ့ဒါ18ပါးဒီအာဟိစိတ်ဒီစောစောလေ့လာခဲ့တဲ့အာဟိစိတ်18ပါးကိုပြန်ပြီးတော့ဒီအချင်းချုပ်လေ့လာခြင်းပေါ့နော်ဟုတ်ပြီဒါဦးဇင်းတို့အာဟိစိတ်18ပါးလေအပိုင်းကိုလေ့လာပြီးဆိုတော့အာဟိစိတ်18ပါးထဲမှာပြန်ပြီးတော့တရုပ်ပြန်ခွဲမှာပေါ့နော်အာဟိစိတ်18ပါးကဘာလဲဒီထဲမှာရှိတဲ့ဝေနာဗိဒစာရိတ္တပြန်ခွဲမှာအကုသလဝိပဿိတ်က9ပါးအာဟိကုသလဝိပဿိတ်က10ပါးအာဟိကရိယာကစိတ်က3ပါးပေါင်းလိုက်တော့18ပါးပေါ့ဒီ18ပါးထဲမှာဒါလူတွေမှာဖြစ်တတ်တဲ့သဘောတဘာဝတွေပဲအဲထဲမှာဝေနာဗေဒဆိုတဲ့ခံစားချက်တွေကဘယ်လိုဝေနာအမျိုးအစားတွေပါမလဲပြီးရင်ဇာတိဗေဒဆိုတဲ့အမျိုးအစားတွေပေါ့ကုသိုလ်မျိုးစားလားအကုသိုလ်မျိုးစားလားအကျိုးပေးတဲ့အမျိုးအစားလားဒီပြုကွာများဖြစ်တဲ့အမျိုးအစားလားပေါ့နော်အဲ့ဒါတွေကိုပြီးသားဟာတွေကိုပြန်ပြီးတော့ပြန်ခွဲကြည့်မှဆိုလို့ရှိရင်ဒုက္ခဝေဒနာကတစ်ပါးပါတယ်ဒုက္ခဝေဒနာကတစ်ပါးပါတယ်သောမနတဝေဒနာက2ပါးပါတယ်ဥပေက္ခဝေဒနာက14ပါးပါတယ်ဥပေက္ခဝေဒနာ14ပါးမှတ်မိကြသေးလားပြန်ပြီးတော့ဒီထဲမှာရေးတွက်ကြည့်မှဆိုလို့ရှိရင်အကုသလဝိပဿိတ်ထဲမှာဥပေက္ခက6ပါးပါတယ်အာယကုသလဝိပဿိတ်ထဲမှာဥပေက္ခက6ပါးပေါင်းလိုက်တော့12ပါးအာယကိရိယာထဲမှာဥပေက္ခက2ပါးပါတယ်ပေါင်းလိုက်တော့ကျတော့14ပါးကိုပြောရနော်ဟုတ်ပြီဇာတိဗေဒအဖြစ်အမျိုးအစားအဖြစ်ပြန်ပြီးတော့ခွဲကြည့်မှဆိုလို့ရှိရင်ဇာတိဗေဒအမျိုးအစားပြောတယ်ခွဲမှဆိုလို့ရှိရင်ကုသိုလ်အကုသိုလ်ဝိပက္ခရိယာဒီအမျိုးအစားတွေပြန်ခွဲမှာဒီအာစိတ်18ပါးထဲမှာဆိုလို့ရှိရင်ဝိပက္ခ15ပါးတဲ့အဲ15ပါးကဘယ်ဟာလဲဆိုလို့ရှိရင်ဒီအဖျားဆိုပြီးတော့ကြည်ပါနော်အာကုသလဝိပဿိတ်9ပါးထဲမှာဒီမှာဝိပဿိတ်ဆိုပြီးတော့ကျတော့ဝိပဿိတ်က9ပါးနောက်တစ်ခုကအာဟိကုသလဝိပဿိတ်ဆိုပြီးတော့ဝိပဿိတ်ကဘယ်နှပါလဲ10ပါးပါတယ်ပေါင်းလိုက်တော့9ပါးနဲ့10ပါးပေါင်းလိုက်တော့15ပါးကိရိယာစိတ်ကရတော့800ကိုဖြုတ်ပြီးတော့ဒီမှာကိရိယာအဖျားဆိုပြီးတော့ကြည့်လိုက်ပါကိရိယာစိတ်ကတော့3ပါးပေါင်းလိုက်တော့18ပါးပေါ့သင်္ကာရဗေဒဆိုတဲ့တိုက်တွန်းခြင်းမတိုက်တွန်းအားခြင်းအပြင်ဒီအာစိတ်18ပါးထဲမှာခုနကလေ့လာခဲ့တဲ့ထဲမှာတိုက်ရိုက်တော့တွေ့ရလားတိုက်ရိုက်တော့မတွေ့ရဘူး
အဲကြတော့သင်္ခါရဝိမုတ်လို့လည်းပဲယူဆလို့ရတယ်ဝိမုတ်ဆိုတာသင်္ခါရအသင်္ခါရိကတသင်္ခါရိကမပါဘူးပေါ့တချို့ဆရာတွေကရတော့ဒီအာရဇိ18ပါးကိုအသင်္ခါရိကလို့လည်းပဲယူဆကြရရှိတယ်တချို့ဆရာတွေကတော့တသင်္ခါရိကအသင်္ခါရိကနှစ်ပါးလုံးယူဆကြတယ်လည်းရှိတယ်ပေါ့နော်ယောဂဗေဒအဖြစ်ကြည့်မယ်ဆိုလို့ရှိရင်တိုက်ရိုက်တော့မပါဘူးအဲကြတော့ရှိဆရာတွေအရဆိုလို့ရှိရင်ယူရမယ်ဆိုလို့ရှိရင်ဝိပယုတ်18ပါးလို့ရေးတက်လို့ရတယ်နောက်တစ်ခုဒီထဲမှာထူးခြားတာဦးဇင်းတို့ဒီ18ပါးထဲမှာဘာတွေတွေ့ခဲ့ရသေးလဲဆိုလို့ရှိရင်ဒွေပင်စဝေနေ10ပါးတဲ့ဒါလေးကအသုံးများတယ်ပေါ့နော်ဒါလေးကိုတရားမှတ်ထားမယ်ဒွေဆိုတာနှစ်ကိုပြပင်စဆိုတာငါအဲ့ကြတော့နှစ်ငါးတွေ30ပေါ့အဲ့ဝိညာဉ်10ပါးဘာလဲဆိုလို့ရှိရင်စောစောတွေ့ခဲ့တဲ့စက္ခုဝိညာဉ်ဒွေဆိုတာနှစ်ကိုပြောတာနော်အဲ့စက္ခုဝိညာဉ်ဒွေကဘယ်မှာပါလဲဆိုလို့ရှိရင်အကုသလဥပ္ပစေ9ပါးထဲမှာဒီစက္ခုဝိညာဉ်အစရှိသည်တစ်ပါးစီပါတာဒါဦးဇင်းတို့လေ့လာခဲ့ပြီနော်အာယကုသလဥပ္ပစေ10ပါးထဲမှာလည်းပဲတစ်ပါးစီပါတယ်အဲ့ကြတော့နှစ်ပါးပေါ့နော်စက္ခုဝိညာဉ်တွေကလည်းပဲနှစ်ပါးသောတာဝိညာဉ်တွေကလည်းပဲနှစ်ပါးကာဏဝိညာဉ်တွေကလည်းပဲနှစ်ပါးဇိဝဝိညာဉ်တွေကလည်းပဲနှစ်ပါးကာယဝိညာဉ်တွေကလည်းပဲနှစ်ပါးပေါင်းလိုက်တော့10ပါးအဲ့ဒါကိုဝိပင်စဝိညာဉ်10ပါးလို့ခေါ်တယ်နောက်တစ်ခုထူးခြားတာကဘာတွေတွေ့ရသေးလဲဆိုလို့ရှိရင်မနောဓာတ်3ပါးတဲ့မနောဓာတ်3ပါးကဘယ်ကိုခေါ်လဲဆိုလို့ရှိရင်ပင်စရတဝဇန်တစ်ပါးနဲ့သံပရိဆိုင်2ပါးပင်စရတဝဇန်ကရတော့ဘယ်နှမှာပါလဲအာဟိကရိယာထဲမှာပင်စရတဝဇန်တစ်ပါးပါတယ်တံပရိဆိုင်2ပါးကရတော့ဒီအကုသလဥပ္ပစေထဲမှာတစ်ပါးအာဟိကုသလဥပ္ပစေ10ပါးထဲမှာတစ်ပါးစီပါတယ်အဲဒါတော့2ပါးဒါကိုမနောဓာတ်3ပါးလို့ခေါ်တယ်ပေါ့နော်ကဲဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးနောက်သင်ခန်းစာမှာပြန်လဲတွေ့ဆုံကြပါပေါ့နော်ကဲအားလုံးဘိုင်ဘိုင်